နေ့ရက်ဒီထဲမှာအောက်တိုဘာ15ရက်ဟာကဘာကြီးရဲ့တမိုင်းမှာကျေးလက်ဒေသတွေရဲ့အရေးပါမှုကိုပြန်လည်အသိအမှတ်ပြုတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်။တစ်ချိန်တုန်းကလူအဖွဲ့အစည်းဟာမြို့ပြကိုသာအာရုံစိုက်ခဲ့ကြပြီးကျေးလက်ဒေသတွေမှာနေထိုင်တဲ့လေသမားတွေကျွမ်းကျင်လုပ်သားတွေရဲ့အခန်းကဏ္ဍကိုလစ်လျူရှုထားခဲ့ကြပါတယ်။ဒါပေမဲ့ဒီနေ့မှာပဲကဘာတော်ဝန်ကလူတွေဟာကျေးလက်ဒေသကပြည်သူတွေရဲ့ကြိုးစားအားထုတ်မှုနဲ့တီထွင်ဖန်တီးမှုဟာကဘာအစားအစာဖူလုံရေးအတွက်ဘလောက်အရေးပါလဲဆိုတာကိုနားလည်ခဲ့ကြပါတယ်။သူတို့ရဲ့လုပ်အားတွေကြောင့်သာကျွန်တော်တို့နေ့စဉ်စားထုတ်ကုန်တွေရရှိနေခဲ့ကြတာ။ကျေးလက်ဒေသတွေကိုထောက်ပံ့ခြင်းသူတို့ရဲ့လူမှုစီးပွားဘဝကိုမြင့်တင်ပေးခြင်းအပြင်ကဘာကြီးတစ်ခုလုံးပိုပြီးခိုင်မာလာနိုင်တဲ့ဆိုတာကိုဒီနေ့ကတက်တည်ပြခဲ့ပါတယ်။ဒီနေ့ကိုကမ္ဘာကျေးလက်ဒေသအမျိုးသမီးများနဲ့ International Day of Rural Women လို့သတ်မှတ်ခဲ့ကြပါတယ်။ကျေးလက်ဒေသကအမျိုးသမီးတွေဟာမိသားစုဒေသဖွံ့ဖြိုးရေးနဲ့စိုက်ပျိုးရေးအတွက်မရှိမဖြစ်တဲ့စွမ်းအားရှင်တွေဖြစ်ကြောင်းဒီနေ့ကနေသက်သေပြခဲ့ပါတယ်။တင်းတဲ့ဘဝမှာကျေးလက်ဒေသဒါမှမဟုတ်တဘာဝပတ်ဝန်းကျင်နဲ့အနီးကပ်ဆက်ဆက်နေတဲ့အမတ်တရားတစ်ခုအကြောင်းကိုမှတ်ချက်မှာဖြိုပြပေးခဲ့အောင်နော်။တင်ဘဝမှာတင်းတဲ့လုံခြုံမှုနဲ့ယုံကြည်မှုကိုပေးစွမ်းနိုင်တဲ့စံနှုန်းတစ်ခုအကြောင်းကိုမှတ်ချက်မှာပြောပြပေးခဲ့အောင်နော်။